ဒီနေ့ကတော့ဆရာတော်ဖျားရဲ့မွေးနေ့အတွက်ကိုမှာယူထားတဲ့ကိတ်မုတ်လေးကိုလုပ်ပါမယ်ဒီနေ့မှာဆိုလို့ရှိရင်ဆရာတော်ဖျားကတက်တော်ကတော့45နှစ်ပြည့်သွားပြီပေါ့နော်အဲ့တော့ထိုင်းကနေပြီးတော့ဒီတကာမတွေကပပုံးရဲ့မွေးနေ့အတွက်ကိုမှအခုလိုမျိုးမွေးနေ့ကိတ်လေးရဲ့ငွေသား9သိန်းပါတဲ့ပန်းစည်းလေးရဲ့ကိုလာရပြီးတော့မှာယူအမြင့်ထပ်တာပဲဖြစ်ပါတယ်ဒီ customer လေးဟာဆိုလို့ရှိရင်တဲစုကိတ်မုတ်တွေကိုစလုပ်တဲ့ကပေါ့နော်အခုချိန်ဒီကိုမှအမြဲတမ်းမှာယူအပိနေကြ customer လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ customer လေးကငွေလွှဲလိုက်တယ်ပေါ့နော်ဒါပေမဲ့ဘာပုံမှမပြောထားဘူးအမြဲတမ်းမှာလည်းနေတဲ့အတွက်ကြောင့်မို့ဒီနေ့မှာတော့တစုကပပရဲ့မွေးနေ့အတွက်လည်းဖြစ်တာမို့လို့ပေါ့နော်ကိတ်မှုလေးကိုကတော့4000ကိတ်လေးကိုရွေးချယ်ပြီးတော့လုပ်ထားပြီးပါတယ်ကိတ်မှုလေးကတော့ရှစ်လက်မှတ်ကိတ်ဆက်လေးပေါ့နော်ဒါအပြင်ကိုမှဒီပပနဲ့လိုက်ဖက်စီမဲ့ဒီဇိုင်းလေးကတော့အခုလိုမျိုးအဖြောင်လေးမှာပေါ့နော်အဝါရောင်လေးကိုသုံးထားပြီးတော့ပန်းလေးတွေပါအစ်စ်ပေါ့နော်ထည့်ထားပြီးပါတယ်ဒါလေးကဆိုလို့ရှိရင်ပပမွေးနေ့အတွက်ဆိုလို့ရှိရင်အရန်ကိုမှလိုက်ဖက်တဲ့ကိတ်ဒီဇိုင်းဖြစ်တာမို့လို့ဒီပုံစံလေးကိုရွေးချယ်ပြီးတော့လုပ်ထားပေးပါတယ်ရှင်တဘောချလေးမယ်လို့လည်းမျှော်လင့်ပါတယ်အခုလိုမျိုးပေါ့နော်အမြဲတမ်းမှာယူအပ်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လည်းလိုရတဲ့ခါကြလို့ရှိရင်အခုထက်မှကပေါ့နော်စီပွားရေးအဆင်ပြေပြီးတော့အများကြီးကိုမှယူအပ်ပေးနိုင်ပါစေနော်ပန်းစီတွေကဆိုလို့ရှိရင်ပေါ့နော်အမျိုးမျိုးရှိပါတယ်အခုလိုမျိုးအဝိုင်းပန်းစီတွေရှိတယ်တစ်ဖက်လာအနေနဲ့အထောင်ပန်းစီတွေရှိတာမို့လို့ကိုယ်စိတ်ကြိုက်မှာယူအပ်လို့ရပါတယ်မှားမဲ့ခါကြလို့ရှိရင်တချို့ကမောင်မြမြို့တွင်ကိုပဲပို့ပေးတာမို့လို့တခြားမျိုးတွေဆိုလို့ရှိရင်တော့အော်ဒါလေးကိုလက်မခံပေးပါဘူးရှင်မောင်မြမြို့တွင်ဆိုလို့ရှိရင်တော့အိမ်ရပို့ပေးပါတယ်အခုဆိုလို့ရှိရင်တော့ကိတ်မုတ်လေးကဆိုလို့ရှိရင်လက်လာပါနေပြီးဆုံးတော့ပါပြီတချို့ပြီးတော့ကျေးဇူးများတင်ပါ